နိုင်ငံရေးဥတီချက်၄ရက်နိုင်ငံတော်တည်ငြိမ်ရေးရပ်ရွာအေးချမ်းသာယာရေးနှင့်တရားဥပဒေစိုးမိုးရေးမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးဒိုင်မာတိဖွဲ့စည်းပုံအခြေခံဥပဒေစစ်ဖြစ်ပေါ်လာရေးဖြစ်ပေါ်လာသည့်ဖွဲ့စည်းပုံအခြေခံဥပဒေစစ်နှင့်အညီဖြစ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်တစ်တရပ်တည်ဆောက်ရေးဒီပွားရေးဥတီချက်၄ရပ်စိုက်ပျိုးရေးကိုအခြေခံ၍ဓာတ်ဒီပွားရေးကဏ္ဍများကိုလည်းဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေးဒီကွက်ဒီပွားရေးစနစ်ပြည်ပြင်းစွာဖြစ်ပေါ်လာရေးဒီတွင်ပြည်ပမှအသက်ပညာနှင့်အရင်းအနှီးများဖိတ်ခေါ်၍စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေးနိုင်ငံတော်စီးပွားရေးတရားလုံးကိုဖန်တီးနိုင်မှုစွမ်းအားပြီးနိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူတို့၏လက်ဝယ်တွင်ရှိရေးလူမှုရေးဥတီချက်၄ရပ်အမျိုးသားလုံး၏စိတ်ဓာတ်နှင့်စိတ်ဓာရိကမြင့်မားရေးအမျိုးကုန်ဇာတိကုန်မြင့်မားရေးနှင့်ရည်ကြည်မှုအမွေအနှစ်များအမျိုးသားရေးလက္ခဏာများမပြောက်ပြက်အောင်သိမ်းသိမ်းစောင့်ရှောက်ရေးမျိုးချစ်စိတ်ဓာတ်စင်တန်ဆက်မြက်ရေးအမျိုးသားလုံးကျမ်းမာတတ်ခံရေးနှင့်ပညာရေးမြင့်မားရေးပြည်သူသဘောထားပြည်ပအာကိုအသိယိုးအစိုးမြင်ဝါဒီများအားစန့်ကျင်ကြနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်နိုင်ငံတော်တိုးတက်ရေးကိုနှောင့်ယှက်ဖျက်ဆီးသူများအားစန့်ကျင်ကြနိုင်ငံတော်၏ပြည်တွင်းရေးကိုဝင်ရောက်ဆက်ဖက်နှောင့်ယှက်သောပြည်ပနိုင်ငံများအားစန့်ကျင်ကြပြည်တွင်းပြည်ပဆက်သမားများအားဘုံရန်သူအဖြစ်သတ်မှတ်ချေမှုန်းကြလူသားမျိုးနွယ်ညွတ်လုံးစီတာမူရစေဝါပါဤသာသူရဲ့ဘဝပြည့်စရာမူရစေဝေဒနာဒီဘဝရဲ့ဆိုရုပ်စေတာဒါရိတ္တကိုဆိုဝါစီတာဒီမူရစေကြောင့်ဖြစ်လာဘာတော်လုံးမှာတားဆီးနေတာမူရစေဝါပါရေရနာမှုစီကံများမှာလမ်းပေါ်မှာရင်ကိုရနာလိုပါကလမ်းနဲ့အလျားလိုက်နေထားရနာနိုင်ပါလေရင်ကိုလမ်းနဲ့တစ်စောင်းနေထားရနာနိုင်ပါလေရင်ကိုအခုလိုလမ်းနဲ့ဒေါင်းလိုက်ရန်နာခြင်းပြုရပါလူသွားသိဉာဏ်နဲ့တပိတ်ကျော်ခွာပြီးရန်နာခြင်းမပြုရပါရင်ကိုလမ်းပြောင်းပြန်ရန်နာခြင်းမပြုရပါလူသွားသိဉာဏ်ကိုခေါင်းထိုးပြီးရန်နာခြင်းမပြုရပါရင်တစ်ထပ်ရပ်တန့်ခြင်းမပြုရပါလူသွားသိဉာဏ်ပေါ်မှာဉာဏ်နာခြင်းမပြုရပါဖြူနီကြားရေးဆွဲထားတဲ့နေရာများမှာဉာဏ်နာခြင်းမပြုရပါလူကူးမြင်းများပေါ်မှာဉာဏ်နာခြင်းမပြုရပါလူကူမြညာနီရန်နာခြင်းပြုရပါရင်မရရန်သတ်မှတ်ထားတဲ့အချိန်တွင်သတ်မှတ်ထားတဲ့နေရာများမှာရန်နာခြင်းမပြုရပါညအချိန်အလင်းအောင်အားနေတဲ့နေရာမှာရန်နာပါကရန်နာမီထွန်းထားမှာဖြစ်ပါတယ်ညအချိန်အလင်းအောင်ရှိတဲ့နေရာမှာရန်နာပါကရန်နာမီထွန်းထားရန်မလိုအပ်ပါဘူးခင်ဗျာ